အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မြောက်ပေးသွားမယ့်အကြောင်းအရာကတော့ဒီသုံးနိုင်ငံဝေးပြီးလက်မှတ်ကြီးစီမံကိန်းဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့လေကျွန်တော်ရဲ့မြောက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီသုံးနိုင်ငံဝေးပြီးလက်မှတ်ကြီးစီမံကိန်းဆိုတာကဘယ်လိုသဘောလဲဆိုလို့ရှိရင်တော့ဒီအိန္ဒိယနိုင်ငံနေနဲ့ဝန်ကြီးချုပ်တော်မိုဒီလက်ထက်မှာဒီဒေသအတွင်းတရုတ်ရဲ့ဩဇာကိုတစ်စိတ်တစ်ပိုင်းထိန်းညှိနိုင်ဖို့အတွက်ဆိုပြီးတော့နိုင်ငံရဲ့အရှေ့မြောက်ဘက်မှာရှိတဲ့ညီချင်းမှုအရာရောလူမျိုးအရာရောဒီဆက်တဲ့ချစ်တောင်အာရှနိုင်ငံတွေနဲ့ဆက်ဆံရေးပို့ပြီးတော့ထူထောင်နိုင်ဖို့အတွက်ပေါ့လေat each policy လို့ခေါ်တဲ့ဒါအရှေ့မြောက်ဝါဒ policy နဲ့ဆက်ဆံလာခဲ့ဖြစ်ပါတယ်အဲ့တော့ဒီအိန္ဒိယအရှေ့မြောက်ဝါဒ policy ရဲ့ဒါအစိတ်ပိုင်းတွေဖြစ်တဲ့ပေါ့လေကလဒန်ဘက်စုံတည်ယူပို့ဆောင်ရေးစီမံကိန်းနဲ့အိန္ဒိယမြန်မာထိုင်းသုံးနိုင်ငံဝေးပြလက်မှတ်ကြီးစီမံကိန်းကိုအင်တိုက်အားတိုက်လှုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်အနေနဲ့ပေါ့လေအိန္ဒိယမြန်မာထိုင်းသုံးနိုင်ငံဝေးပြလက်မှတ်ကြီးစီမံကိန်းနဲ့ပတ်သက်တော့ဒါကျွန်တော်ရဲ့အမြင်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီပထမဆုံးအနေနဲ့ပေါ့လေဒီအိန္ဒိယမြန်မာထိုင်းဝေးပြလက်မှတ်ကြီးစီမံကိန်းကို2002ခုနှစ်မှာကျင်းပခဲ့တဲ့အိန္ဒိယမြန်မာထိုင်းဝန်ကြီးတွေအဆင့်အစည်းအဝေးမှာစပြီးတော့ဒီအတည်ပြုခဲ့တာဖြစ်ပြီးတော့2012ခုနှစ်မှာပေါ့လေဒီစီမံကိန်းရဲ့ဆက်လုပ်ရေးလုပ်ငန်းတွေကိုအကောင့်တွေလုပ်ခဲ့တာဖြစ်ပါတယ်ဒီစီမံကိန်းရဲ့ပထမအစိတ်ပိုင်းအနေနဲ့ဒီအိန္ဒိယမြန်မာမိတ်ဆွေလမ်းမကြီးကိုတမှုမိုးရဲနေဆက်ကနေစတင်ခဲ့ပြီးတော့ပေါ့လေဒီမှာဆိုလို့စကိုင်းတိုင်းကလေးနဲ့ကလေးဝမြို့အထိကိုရှေ့လျားခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီအိန္ဒိယမြန်မာထိုင်းဝေးပြီးလမ်းမကြီးစီမံကိန်းကပေါ့လေဒီသုံးနိုင်ငံကုန်သွယ်ရေးအတွက်အဆင့်ပြေဒီကူချုံးမဲ့စီမဲ့ပြင်85မိုင်ရှေ့လျားတဲ့ကလေးဝရာကြီးဒီလမ်းပိုင်းတိစောက်ဖို့နဲ့93မိုင်ရှေ့လျားတဲ့တမှုကြီးကုန်းကလေးဝလမ်းပိုင်းမှာချိကက်လန်နေနဲ့ပြီးဒါ60 90တိစောက်ဖို့အတွက်ကိုလည်းအိန္ဒိယနေပြီးတော့တောင်းထတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ချက်ကတော့ဒီအဝေးပြေးလက်မှတ်ကြီးစီမံကိန်းကပေါ့လေအိန္ဒိယနိုင်ငံဒီမိုးရဲအနေနဲ့စပြီးတော့ပေါ့လေဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တမှုနဲ့မန္တလေးကိုဖြတ်တယ်ဆိုတော့အဲ့ရတဲ့တစ်စင်းဒီထိုင်းနိုင်ငံပေါ့လေမဲဆောက်မြို့အထိကိုကီလိုမီတာ1360ရှည်လဲတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ချက်ကတော့ဒီသုံးနိုင်ငံဝေးပြေးလက်မှတ်ကြီးစီမံကိန်းကအိန္ဒိယဒီဘင်္ဂလားဒေ့ရှ်မြန်မာသုံးနိုင်ငံဝေးပြေးလက်မှတ်ကြီးစီမံကိန်းနဲ့ချိတ်ဆက်အုပ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရှေ့တောင်အာရှနဲ့တောင်အာရှဒေသမှာပေါ့လေမြန်မာနိုင်ငံရဲ့ကုန်သွယ်မှုအခမ်းအနားပို့ပြီးတော့မြင့်တက်လာအောင်ပါလေဖြစ်ပါတယ်ဆိုတော့နောက်တစ်ချက်ကတော့ဒီအိန္ဒိယနိုင်ငံကပေါ့လေမြန်မာနိုင်ငံရဲ့ဒီပစ္စမမြောက်အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီးတော့ဒီ2022 2023ခုနှစ်မှာဆိုလို့ရှိရင်အမေရိကန်ဒေါ်လာ1.76 ဘီလီယံရှိခဲ့တယ်ပေါ့လေဆိုတော့2023 2024ခုနှစ်မှာဆိုလို့ရှိရင်လည်းအမေရိကန်ဒေါ်လာ1.74 ဘီလီယံရှိခဲ့တယ်ပေါ့2029မှာပြီးစီမယ်လို့ရထားတယ်ပေါ့လေကီလိုမီတာ1400ရှည်လျားတယ်ဒီဝေးပြေးလက်မှတ်ကြီးစီမံကိန်းအတိတ်ဆုံးမရှိဘဲပြီးစီခဲ့မယ်ဆိုလို့ရှိရင်အိန္ဒိယနဲ့မြန်မာနိုင်ငံရဲ့ကုန်မှုအခမ်းအနားပေါ့လေတီးတတာကိုတိုးမြင့်လာနိုင်မှာဖြစ်ပါတယ်ပြီးတော့ဒီကုန်ပစ္စည်းတည်ယူပို့ဆောင်ရေးဈေးတွေနဲ့အချိန်တွေကိုပေါ့လေတီးတတာချိုးချပေးနိုင်မဲ့အပြင်မြန်မာနိုင်ငံရဲ့ကုန်ပစ္စည်းတွေကလည်းလီပေါ်ဘူဒန်ဈေးကွက်တွေအထိကိုဝင်ရောက်နိုင်မှာဖြစ်ပါတယ်ဆိုတော့အဲ့တော့ဒီမြန်မာနိုင်ငံအတွက်အကျိုးစီးပွားဖြစ်ထွန်းစေမယ်ဝေးပြေးလက်မှတ်ကြီးစီမံကိန်းတစ်ခုဖြစ်တယ်လို့ပြောရမှာဖြစ်ပါတယ်ဆိုတော့ဒါပေမဲ့လည်းကျွန်တော်မြန်မာနိုင်ငံမှာကချင်းစကိုင်းနဲ့မကွေးတွေအပြင်လက်ရှိဒီတိုက်ပွဲတွေပြင်းထန်နေတယ်ပေါ့လေမြောက်ဒီပုဂ္ဂလိကဘက်ကအခြေအနေတွေကြောင့်မို့လို့ဒီဝေးပြေးလက်မှတ်ကြီးစီမံကိန်းကနှောင့်နေနိုင်တဲ့သဘောကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့လေအဲ့တော့ဒီအချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီအဝေးပြေးလက်မှတ်ကြီးစီမံကိန်းကပေါ့လေနိုင်ငံရေးဘဝပေးတာဆန်းစစ်ချက်အရပြောမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့နိုင်ငံကပေါ့လေရှစ်တောင်အာရှနဲ့တောင်အာရှကိုချိတ်ဆက်ပေးတဲ့မဟာဗျူဟာမြောက်လမ်းကြောင်းမှာဘလောက်ပဲတည်ရှိနေပါစေဒီပြည်တော်စုလမ်းမကြီးပေါ်မှာရှိတဲ့သုံးချမ်းသူတွေကိုပေါ့လေမဖြည့်ရှင်းနိုင်သေးသမျှတော့ဒီနိုင်ငံရဲ့ကျိုးစီးပွားအတွက်အခွင့်အလမ်းတွေနှောင့်နှေးနေမှာဖြစ်သလိုဒီနိုင်ငံရဲ့တရားဝင်ငွေရရှိနိုင်မဲ့အကျိုးစီးပွားတွေလည်းနှောင့်နှေးနေမှာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့လို့ဒီနိုင်ငံရဲ့ကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ဖို့နဲ့ဒီခုဒီအဝေးပြေးလက်မှတ်ကြီးစီမံကိန်းပေါ့လေအတိတ်ဆုံးမရှိဘဲနဲ့အကောင့်တွေပေါ်နေဖို့အတွက်ဆိုလို့ရှိရင်တော့ဒီလမ်းမကြီးမှာရှိတဲ့တောင်းကျမ်းသူတွေကိုအရင်ဆုံးတက်တက်ဖြည့်ရှင်းဖို့လိုအပ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဆိုတော့တကယ်လို့ဒီအဝေးပြေးလက်မှတ်ကြီးစီမံကိန်းကိုပေါ့လေအတိတ်ဆုံးမရှိဘဲနဲ့အကောင့်တွေပေါ်နိုင်ခဲ့မှာဆိုလို့ရှိရင်တော့ဒီတောင်အာရှဒေသမှာပေါ့လေကုန်သွယ်ရေးအတွက်ဂိမ်းရှိတာတစ်ခုတေချာပေါက်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်